တင်မသိပဲအိမ်ထဲကိုယူလာမိတဲ့အရာတစ်ခုကတင့်မိသားစုရဲ့ကံကြမ္မာကိုတညာတဲ့နဲ့ပြောင်းပြန်လှန်ပြစ်နိုင်တယ်ဆိုတာတင်သိပါသလားဒီနေ့မှာတော့ကျွန်တော်တို့အားလုံးသတိမထားမိပဲအိမ်ထဲကိုတည်ဆောင်လာမိတတ်တဲ့လက်လာပါတွေကိုပိတ်ဆို့ပြီးမင်္ဂလာတရားတွေကိုစုပ်ယုပ်စေတဲ့အရာများအကြောင်းကိုအသေးစိတ်မျှဝေပေးတော့မှာဖြစ်ပါတယ်သတိထားပါတင့်အိမ်ထဲကိုဒါတွေယူမလာပါနဲ့ဆိုတဲ့အတိုင်းအိမ်ထဲမှာမရှိတဲ့အတိတ်နမိတ်ဆိုးတွေကိုဒီဗီဒီယိုမှာအဖြေရှာကြည့်ကြမှာပါဒီလိုဘိုးတန်တဲ့ဘဝလမ်းညွှန်ချက်တွေနဲ့ဗဟုသုတအလင်းတကားတွေကိုအမြဲတမ်းဖွင့်လှစ်ပေးနေတာကတော့ကျွန်တော်တို့ရဲ့ဘဝအလင်း channel ပဲဖြစ်ပါတယ်တင်ဘဝရဲ့အမောင်တုတွေကိုဖယ်ရှားပြီးကံကောင်းခြင်းတွေစီဥတီပေးမဲ့အကြောင်းအရာတွေကိုကျွန်တော်တို့အမြဲတမ်းတင်ဆက်ပေးနေတာမို့အဆုံးထိနားဆင်ပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ဟိန်တဲကိုလုံးဝမယူသင့်တဲ့ပထမဆုံးအချက်ကတော့အကွဲနေတဲ့မှန်ချက်တွေနဲ့ပဲ့ကျွေးနေတဲ့ပကံခွက်ရောက်တွေပဲဖြစ်ပါတယ်ရှေးလူကြီးတွေကအမြဲတမ်းတားမြစ်လေရှိတဲ့ဒီချက်ဟာယနေ့ခေတ်အထိမှန်ကန်နေတော့မှာပဲအကွဲနေတဲ့မှန်တစ်ချက်ဟာအိမ်တွင်းမှာရှိနေတဲ့ကောင်းမွန်တဲ့စွမ်းအင်တွေကိုဖျက်ဆီးပြစ်နိုင်စွမ်းရှိပါတယ်မှန်ဆိုတာအလင်းပြန်တဲ့အရာဖြစ်လို့အကွဲနေရင်တင့်ရဲ့ကံကြမ္မာကိုပါတစစီဖြစ်သွားစေနိုင်တယ်လို့အယူရှိကြပါတယ်ဒါအပြင်ပဲ့နေတဲ့ပကံတွေကိုဆက်လက်အသုံးပြုနေခြင်းဟာလည်းမိသားစုဝင်တွေကြားထဲမှာစိတ်ဝမ်းကွဲတာနဲ့စီးပွားရေးမှာအဖက်မတင်ပဲယူဖိတ်တာမျိုးတွေကိုဖြစ်ပေါ်စေတတ်ပါတယ်ဒါကြောင့်တဲ့အိမ်မှာဒီလိုပစ္စည်းတွေရှိနေရင်နှမျောတွန့်လို့မနေပဲအခုပဲအမြန်ဆုံးစွန့်ပစ်လိုက်ဖို့တိုက်တွန်းချင်ပါတယ်ဟိန်ထဲမှာအကွဲပစ္စည်းတွေရှိနေတာဟာအမြင်အားဖြင့်လည်းမတင့်တယ်သလိုစိတ်ပိုင်းဆိုင်ရာအရာလည်းမလုံခြုံမှုကိုပေးစွမ်းပါတယ်အထူးသဖြင့်အပ်နေတဲ့မှန်ကိုကြည့်တိုင်းကျွန်တော်တို့ရဲ့စိတ်အာရုံဟာရှုပ်ထွေးမှုကိုခံစားရစေပါတယ်ရှေးဟောင်းအယူဆတွေမှာဆိုရင်မှန်ကွဲတာဟာ9နှစ်တာကံဆိုးမှုကိုတည်ဆောင်လာတတ်တယ်လို့တောင်ဆိုကြပါတယ်ဒါဟာအမှန်တကယ်ဖြစ်မဖြစ်တဲ့စိတ်ဆွမ်းအင်ကျဆင်းသွားတာကပူပြီးအန်တယ်ကြီးပါတယ်ပဲ့နေတဲ့ပကံခွဲရောက်တွေဟာစားတောက်ရဲ့မင်္ဂလာကိုလျော်ပါစေပါတယ်မိသားစုစုပေါင်းစားတောက်တဲ့အခါမှာပဲ့နေတဲ့ပစ္စည်းတွေကိုသုံးတာဟာစီးစိမ်ဥစ္စာတွေလျော်နှဲလာစေတဲ့နမိတ်တစ်ခုလို့သတ်မှတ်ကြပါတယ်ဒီလိုပစ္စည်းတွေကိုအိမ်ထဲမှာတင်ဆဲထားတာဟာပစ္စုပန်မှာသာမကအနာဂတ်အတွက်ပါစိုးကျိုးတွေပေးနိုင်ပါတယ်အိမ်တွင်းမှာရှိတဲ့ပစ္စည်းတိုင်းဟာသူ့ရဲ့စွမ်းအင်လိုင်းတွေရှိကြပါတယ်အကောင်းတိုင်းရှိနေတဲ့ပစ္စည်းတွေကအကောင်းမြင်စိတ်ကိုပေးစွမ်းနိုင်ပေမဲ့ပျက်စီးနေတဲ့ပစ္စည်းတွေကတော့အဆိုးမြင်စွမ်းအင်တွေကိုထုတ်လွှတ်နေပါတယ်သင်ဟာစီးပွားရေးအဆင်မပြေတာမျိုးကြုံနေရရင်အရင်ဆုံးတင့်အိမ်တွေကအတုံးဆောင်တွေကိုစစ်ဆေးကြည့်လိုက်ပါတခါတလေမှာဒီငယ်တဲ့ပဲ့ကြွေမှုလေးတွေကပဲတင့်ရဲ့ကြီးမားတဲ့အခွင့်အရေးတွေကိုပိတ်ဆို့နေတာမျိုးဖြစ်နိုင်ပါတယ်ဒါကြောင့်အိမ်တန်ရှင်းလုပ်တဲ့အခါဒီလိုအရာတွေကိုဦးစားပေးဖယ်ရှားသင့်ပါတယ်အိမ်တွင်းမှာရှိတဲ့ပစ္စည်းတိုင်းဟာတင့်ရဲ့ကံကြမ္မာနဲ့ဆက်နေတယ်ဆိုတာကိုအမြဲတမ်းသတိရပါဒီငယ်တဲ့အပြောင်းလဲလေးတစ်ခုကတင့်ဘဝကိုအကြီးကြီးပြောင်းလဲသွားစေနိုင်ပါတယ်အကွဲနေတဲ့အရာတွေကိုဖယ်ရှားလိုက်တာဟာတင့်ရဲ့စိတ်ထဲကအမိုက်တွေကိုရှင်းလင်းလိုက်တာနဲ့အတူတူပါပဲဒါကြောင့်အခုပဲတင့်ကိုတစ်ချက်လောက်ဝှေ့ကြည့်လိုက်ပြီးမင်္ဂလာမရှိတဲ့အရာတွေရှိနေရင်ချက်ချင်းရှင်းလင်းလိုက်ပါပစ္စည်းအဟောင်းအစုပ်ပြက်တွေကိုဖယ်ရှားလိုက်လို့စိတ်ထဲမှာရှင်းလင်းသွားပြီဆိုရင်တော့ကျွန်တော်တို့ထပ်ပြီးသတိထားရမယ့်အရာတစ်ခုရှိပါသေးတယ်အဲဒါကတော့အိမ်ထဲမှာအလားစိုက်ထားတဲ့အပင်တွေနဲ့တက်မဲ့ပန်းအိုးတွေရဲ့ခြေနေပဲဖြစ်ပါတယ်အပင်ဆိုတာရှင်သန်ခြင်းနဲ့တိုးတက်ခြင်းကိုဆောင်ကျဉ်ပေးတဲ့အရာဖြစ်လို့လန်းဆန်းနေဖို့ကအဓိကကြပါတယ်ဒါပေမဲ့အမြစ်တွေပုတ်ပြီးဒေးနေတဲ့အပင်တွေဒါမှမဟုတ်ရေမလဲပဲပုတ်အပ်နေတဲ့ပန်းအိုးတွေကိုအိမ်ထဲမှာဆက်ထားနေခြင်းဟာအိမ်ရဲ့တက်ကြွမှုစွမ်းအင်တွေကိုတဖြည်းဖြည်းချင်းစုပ်ယူသွားတတ်ပါတယ်ဒါဟာအိမ်သားတွေရဲ့စိတ်ဓာတ်ကိုမေးမိန်စေပြီးအလောက်ကိုင်းတွေမှာထိုင်းမိုင်းတာအကြံစီတွေပိတ်ဆို့တာမျိုးတွေကိုမတိမတာဖြစ်ပေါ်လာစေနိုင်ပါတယ်တချို့ကလည်းနှမျောလို့ဆိုပြီးညှိုးနွမ်းနေတဲ့ပန်းတွေကိုဒီတိုင်းလွတ်ထားတတ်ကြပါတယ်တကယ်တော့ညှိုးနွမ်းချောက်တွေ့နေတဲ့အပင်တွေဟာ
တေခြင်းတရားနဲ့ရက်တန့်ခြင်းရဲ့နမိတ်တွေကိုစောင့်ကျဉ်လာတာပါတဘာဝအပင်တွေကိုစိုက်ပျိုးမယ်ဆိုရင်အမြဲတမ်းလန်းဆန်းဆိုပြေနေအောင်ဂရုစိုက်ပေးဖို့လိုအပ်တယ်လို့တကယ်လို့အပင်ကတည်သွားပြီဆိုရင်လည်းအိမ်ဝန်းကျင်မှာမရှိအောင်ချက်ချင်းရှင်းလင်းထားတင်ပါတယ်ရှင်းတန်းခြင်းမရှိတဲ့အရာတွေကိုအိမ်ထဲမှာစုဆောင်းထားတာဟာတင့်ရဲ့တိုးတက်မှုလမ်းစာတွေကိုစူးညောင်ခလုတ်တွေနဲ့ပိတ်ဆို့လိုက်တယ်လို့ပါပဲဒါကြောင့်စိမ့်လန်းဆိုပြေတဲ့ပတ်ဝန်းကျင်ကိုဖန်တီးပြီးကံကောင်းခြင်းတွေကိုလမ်းဖွင့်ပေးရပါမယ်အပင်တွေနဲ့မကပါဘူးကျွန်တော်တို့ရဲ့နေ့စဉ်လူနေမှုဘဝထဲမှာအချိန်ကိုဖော်ပြပေးနေတဲ့နာရီတွေကလည်းအရေးကြီးတဲ့အခန်းကဏ္ဍမှာရှိနေပါတယ်အလုံးမလုံးတော့တဲ့နာရီအဟောင်းတွေဟာအိမ်ထဲမှာရှိမနေတဲ့အန်ဒီရဲ့ရှိဆုံးຢာတွေကတခုပဲဖြစ်ပါတယ်နာရီဆိုတာအချိန်ရဲ့ရွေလျားမှုကိုစားပြုတာဖြစ်လို့ရက်တန့်နေတဲ့နာရီတစ်လုံးဟာတင့်ရဲ့ကံကြမ္မာနဲ့အခွင့်အရေးတွေကိုပါရက်တန့်သွားစေနိုင်တယ်လို့အယူရှိကြပါတယ်အိမ်ထဲမှာနာရီအသေးတွေကိုဒီအတိုင်းချိတ်ဆွဲထားတာဟာစီးပွားရေးလမ်းစာတွေပိတ်သွားတတ်တယ်လို့ရတဲ့ရလိုက်တဲ့အခွင့်အရေးကောင်းတွေကိုလက်လွတ်ဆုံးရှုံးစေနိုင်တဲ့အပြင်မိသားစုအတွင်းမှာလည်းအချိန်မတော်ပြဿနာတွေတက်လာစေတတ်ပါတယ်ဒါနဲ့မကသေးပဲအိမ်ထဲမှာပြင်မရတော့တဲ့လျှက်စစ်ပစ္စည်းအစုပ်ပြက်တွေကိုစုဆောင်းထားခြင်းကလည်းအိမ်တွင်းလေထုကိုလေးလံစေပြီးစိတ်ဖိစီးမှုကိုမြင့်တက်စေပါတယ်။ဘုံပြက်တွေရေဒီယိုအဟောင်းတွေနဲ့ကျိုးစုပ်တွေဟာအသုံးမဝင်တော့တဲ့အပြင်အိမ်ရဲ့တန့်ရှင်းတည့်ရမှုကိုပါဖျက်ဆီးပစ်ပါတယ်။ဒီလိုအရာတွေကိုဖယ်ရှားပစ်လိုက်တာဟာအိမ်ထဲမှာအမိုက်တွေကိုရှင်းလင်းလိုက်တာထက်ပိုကောင်းပါတယ်။တင်းရဲ့အနာဂတ်အတွက်အဟံတားဖြစ်စေမဲ့ရှုပ်ထွေးမှုတွေကိုရှင်းလင်းလိုက်တာပဲဖြစ်ပါတယ်။ပစ္စည်းတွေရှင်းလင်းသွားတဲ့အခါစိတ်ထဲမှာလည်းပေါ်ပါသွားပြီးအကြံတစ်ဉာဏ်တစ်တွေပုံမထွက်ပေါ်လာတာကိုတင်ကိုယ်တိုင်သတိပြုမိလာပါလိမ့်မယ်။ဒီလိုအသုံးမဝင်တော့တဲ့အရာတွေကိုစွန့်လွတ်ရမှနှမျောနေတဲ့စိတ်ဟာကျွန်တော်တို့ရဲ့တိုးတက်မှုကိုအဓိကတားဆီးနေတဲ့အဟံတားတစ်ခုပါ။ဒီနေ့တော့300မှာပဲဆိုတဲ့အတွေ့နဲ့တိမ့်ထားတဲ့ပစ္စည်းဟောင်းတွေဟာတကယ်တော့တင့်ရဲ့ဖိုးတန်တဲ့နေရာလွတ်တွေကိုဖြုံးတီးနေတာပဲဖြစ်ပါတယ်ပစ္စည်းတွေရှုပ်ပွနေတဲ့အိမ်ထဲမှာကောင်းမွန်တဲ့လက်လာပတွေကဝယ်ရောက်ဖို့ခဲရင်လာပါတယ်အဟောင်းတွေကိုဆွန့်လွတ်လိုက်မှသာအစ်စ်တွေဝင်လာဖို့လမ်းစာပေါ်မှာဖြစ်ပါတယ်ဒါကြောင့်အခုပဲတင့်အိမ်ကပင်သေးတွေနဲ့နိုင်ရဲ့အပြက်တွေကိုကြည့်ပြီးပြက်ပြက်သားသားဆုံးဖြတ်ချက်ချဖို့လိုအပ်ပါတယ်အိမ်တွင်းကအပင်တွေနဲ့နာရီအပြက်တွေကိုရှင်းလင်းပြီးပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ကိုယ်ပိုင်အသုံးဆောင်တွေစီကိုအာယုံစိုက်ကြည့်ဖို့လိုလာပါပြီအမတ်တရဆိုပြီးတိမ့်ထားတဲ့ဖက်နှက်အဟောင်းတွေနဲ့စုပ်ပြဲနေတဲ့အဝတ်စားတွေဟာလည်းအိမ်ထဲကိုမယူလာသင့်တယ်လို့အိမ်ထဲမှာလည်းစုပုံမထားသင့်တဲ့အရာတွေပဲဖြစ်ပါတယ်ကျွန်တော်တို့ဟာတချို့ပစ္စည်းတွေကိုတန်ရောစင်ကြောင့်တိမ့်ထားတတ်ကြပေမဲ့အသုံးမဝင်တော့တဲ့အမိုက်တွေကိုအိမ်ထဲမှာများများတိမ့်ထားလေအစ်စ်ဝင်လာမဲ့ကံကောင်းခြင်းတွေကိုပိတ်ဆို့လေပါပဲအထူးသဖြင့်စုပ်ပြဲနေတဲ့အဝတ်စားတွေဟာဆင်းရဲခြင်းနဲ့နှိမ့်ကျခြင်းရဲ့နမိတ်လို့ယူဆကြတဲ့အတွက်မိမိရဲ့အိမ်ကြီးထဲမှာမလိုအပ်ဘဲစုပုံမထားဖို့အထူးသတိထားရပါမယ်ဒီလိုအသုံးမဝင်တော့တဲ့အဝတ်ထည်တွေဟာအိမ်တွင်းမှာဖုံမုံတွေနဲ့ပူးမားတွေကိုတဲဆောင်လာနိုင်တယ်လို့စိတ်ပိုင်းဆိုင်ရာအရာလဲမိမိကိုယ်ကိုယုံကြည်မှုရောနေစေတဲ့အငွေ့အသက်တွေကိုထုတ်လွှတ်နေပါတယ်လူတစ်ယောက်ရဲ့ဝက်စားဆင်ရင်မှုဟာသူ့ရဲ့စိတ်နေစိတ်ထားကိုပေါ်ပြနေတာကြောင့်အိမ်ထဲမှာစုပ်ပြဲနေတဲ့အရာတွေပြည့်နှက်နေမယ်ဆိုရင်အိမ်သားတွေရဲ့စိတ်ဓာတ်ဟာလည်းအလိုလိုနေရင်နွမ်းနယ်လာတတ်ပါတယ်ဒါကြောင့်အသုံးမဝင်တော့တဲ့အဝတ်စားတွေကိုဆွန့်ပစ်တာဒါမှမဟုတ်လိုအပ်တဲ့သူတွေကိုပေးကမ်းလိုက်တာဟာတင့်အိမ်တွေကမင်္ဂလာမရှိတဲ့စွမ်းအင်တွေကိုရှင်းထုတ်လိုက်တာနဲ့အတူတူပါပဲနေရာလွတ်တွေဖြစ်လာတာနဲ့အမျှစိတ်အေးချမ်းမှုကလည်းအလိုလိုရောက်ရှိလာမှာဖြစ်ပါတယ်အဝတ်အစားတွေအပြင်နောက်ထပ်အရေးကြီးတာကတော့ဖက်နှက်တွေပဲဖြစ်ပါတယ်အပြင်ကနေပြန်လာတဲ့အခါဖက်နှက်တွေမှာကပ်ပါလာတဲ့ဖုံမုံတွေနဲ့အညစ်အကြေးတွေဟာရုပ်ပိုင်းဆိုင်ရာညစ်ပတ်မှုသာမကအပြင်လောကရဲ့မကောင်းတဲ့စွမ်းအင်တွေကိုပါအိမ်ထဲကိုဆွဲသွင်းလာသလိုဖြစ်တတ်ပါတယ်အထူးသဖြင့်ဖက်နှက်အစုပ်ပြက်တွေကိုအိမ်ရှိမှစုပုံထားခြင်းဒါမှမဟုတ်အိမ်ထဲထိယူဆောင်လာခြင်းဟာလက်လာပါပိတ်စေတဲ့အ
ဓိကအကြောင်းရင်းတစ်ခုဖြစ်လာနိုင်ပါတယ်ဖက်နှက်ဆိုတာခရီးသွားခြင်းနဲ့လှုပ်ရှားခြင်းကိုကိုစားပြုတာကြောင့်ပျက်စီးနေတဲ့ဖက်နှက်တွေဟာတင့်ရဲ့ရှေ့ဆက်မဲ့လုပ်ငန်းဆောင်တာတွေကိုနှောင့်နှေးကြန့်ကြာစေတတ်ပါတယ်ဒါရင်မကသေးပါဘူးကျွန်တော်တို့သတိမထားမိပဲအိမ်ထဲကိုယူလာမိတဲ့အရာတွေကအငှားပစ္စည်းတွေပါဝင်နေပါတယ်သူတစ်ပါးစီကခဏငှားထားပြီးပြန်မပေးရသေးတဲ့ပစ္စည်းတွေဒါမှမဟုတ်ပန်းရှင်မတီးပဲယူလာမိတဲ့အရာတွေဟာအိမ်ထဲမှာအတိတ်ကံရဲ့အကျွေးတွေကိုတဲဆောင်လာသလိုဖြစ်စေပါတယ်ဒီလိုຢာတွေကအိမ်သားတွေကြားမှာမယုံကြည်မှုတွေဖြစ်စေသလိုစီးပွားရေးမှာလည်းအမျက်မထွက်ဘဲအရှုံးပေါ်တာမျိုးတွေကြုံတွေ့ရစေနိုင်ပါတယ်မိမိပိုင်ဆိုင်တာမဟုတ်တဲ့အရာတွေကိုအိမ်ထဲမှာအကြာကြီးထားရှိခြင်းဟာစိတ်ထဲမှာမလုံခြုံမှုကိုပေးစွမ်းပြီးမင်္ဂလာတရားတွေကိုဆုပ်ယုပ်စေတာကြောင့်အမြန်ဆုံးပြန်လည်ပေးအပ်ဖို့လိုအပ်ပါတယ်အိမ်ဆိုတာကိုယ့်ရဲ့စိတ်ဝိညာဉ်ကိုနားခိုတဲ့နေရာဖြစ်တဲ့အတွက်အိမ်ထဲကိုဝင်လာတဲ့ပစ္စည်းတိုင်းဟာတန်ရှင်းစင်ကြယ်နေဖို့လိုပါတယ်အဝတ်စားဖက်နှက်နဲ့အသုံးဆောင်တွေတင်မကပဲတခါတလေမှာကျွန်တော်တို့လက်ခံရရှိတဲ့လက်ဆောင်ပစ္စည်းတချို့ကလည်းတတိထားစရာဖြစ်နေတတ်ပါတယ်မလိုလားအပ်တဲ့စိတ်ထားနဲ့ပေးအပ်လာတဲ့လက်ဆောင်တွေဒါမှမဟုတ်စိတ်မကြည်လင်တဲ့သူတွေစီကရလာတဲ့အရာတွေဟာလည်းအိမ်တွင်းအေးချမ်းမှုကိုဖျက်ဆီးပစ်နိုင်ပါတယ်ဒါကြောင့်အိမ်တဲကိုဘာပဲယူလာစိတ်စေတနာကောင်းတဲ့ရရှိလာတဲ့အရာလားဆိုတာကိုအမြဲတမ်းဆင်ခြင်ကြည့်သင့်ပါတယ်အသုံးဆောင်ပစ္စည်းတွေကိုစနစ်တကျရှင်းလင်းပြီးပြီဆိုရင်တော့ကျွန်တော်တို့မျက်စိနဲ့မမြင်ရပေမဲ့အိမ်တွင်းလေထုကိုအစိမ့်တောက်ဖြစ်စေတဲ့အရာတစ်ခုကိုသတိထားကြရပါမယ်အဲဒါကတော့အပြင်ကနေတဲဆောင်လာတဲ့မကောင်းတဲ့စွမ်းအင်တွေနဲ့စိတ်ဆိုးမှန်ဆိုးတွေပဲဖြစ်ပါတယ်လူတော်တော်များများဟာအပြင်မှာကြုံတွေ့ခဲ့ရတဲ့ဒေါသတွေစိတ်ပြက်စရာတွေနဲ့မကျေနပ်မှုတွေကိုအိမ်တကားဝအထိတဲဆောင်လာတတ်ကြပါတယ်ဒီလိုအဆိုးမြင်စိတ်တွေကိုအိမ်ထဲအထိယူဆောင်လာခြင်းဟာအိမ်သားတွေကြားမှာအကြောင်းမဲ့အငင်းပွားစရာတွေဖြစ်လာစေသလိုအိမ်ရဲ့အေးချမ်းမှုကိုလည်းခဏချင်းမှာပဲလောင်မြိုက်ပျက်စီးသွားစေနိုင်ပါတယ်အိမ်ဆိုတာစိတ်ပန်းဖြေရနေရာဖြစ်တဲ့ပေမဲ့အပြင်ကဒေါသတွေကိုယူလာမိတဲ့အခါအိမ်ဟာလည်းစစ်တလင်းတစ်ခုလိုပူလောင်လာတတ်ပါတယ်ကျွန်တော်တို့အိမ်တဲကိုမယူလာတဲ့နောက်ထပ်အရာတစ်ခုကတော့အတင်းအဖျင်းနဲ့မကောင်းတဲ့တွေပဲဖြစ်ပါတယ်သူတစ်ပါးရဲ့အကြောင်းတွေကိုမကောင်းပြောတာကောလာဟာလတွေကိုအိမ်တဲထိယူဆောင်ပြီးဆွေးနွေးတာမျိုးဟာအိမ်တွင်းမှာနမိတ်မကောင်းတဲ့အငွေ့အသက်တွေကိုဖန်တီးပေးလိုက်တာနဲ့အတူတူပါပဲစကလုံးတိုင်းမှာစွမ်းရင်တွေရှိကြတာကြောင့်အိမ်ထဲကိုဝင်လာတဲ့အခါမှာအကောင်းမြင်တဲ့စကလုံးတွေမေတ္တာပါတဲ့စကလုံးတွေပဲယူဆောင်လာဖို့လိုအပ်ပါတယ်ဒါကက်ကြီးနဲ့ချွန်ထက်တဲ့လက်နက်ပစ္စည်းတွေကိုသုံးပြီးရင်စနစ်တကျသိမ်းဆည်းထားတဲ့လေးထာကိုမွေးမြူတင်ပါတယ်ဒီပစ္စည်းတွေကအိမ်မှာအသုံးလိုတာမှန်ပေမဲ့အမြင်သာတဲ့နေရာတွေမှာပေါ်ပေါ်ထင်ထင်ထားရှိခြင်းဒါမှမဟုတ်အိမ်ဥကန်းလိုနေရာမျိုးတွေမှာတင်ထားခြင်းဟာမိသားစုဝင်တွေကြားမှာထိတ်တိုက်ရင်ဆိုင်မှုတွေနဲ့စိတ်ဝမ်းကွဲမှုတွေကိုဖြစ်စေတတ်ပါတယ်ရှေးလူကြီးတွေကတော့ချွန်ထက်တဲ့အရာတွေကိုမြင်သာတဲ့နေရာမှာထားတာဟာစီးစိမ်ဥစ္စာတွေကိုဖျက်တောက်လိုက်သလိုဖြစ်တတ်တယ်လို့သတိပေးလေးရှိပါတယ်ဆက်လက်ပြီးတတိထားရမှာကတော့ရှေးဟောင်းပစ္စည်းအစုပ်ပြက်တွေနဲ့တမိုင်းကြောင်းမသေးကြတဲ့အမတ်တရပစ္စည်းတွေပဲဖြစ်ပါတယ်တချို့ကရှေးဟောင်းပစ္စည်းတွေကိုဝါသနာပါလို့စူဆောင်းတတ်ကြပေမဲ့အဲ့ဒီပစ္စည်းတွေမှာကပ်ပါလာတဲ့အတိတ်ကနာကျင်မှုတွေဒါမှမဟုတ်မကောင်းတဲ့တမိုင်းကြောင်းတွေဟာခုလက်ရှိအိမ်ပိုင်ရှင်ရဲ့ကံကြမ္မာအပေါ်မှာတက်ရောက်မှုရှိနိုင်ပါတယ်အထူးသဖြင့်ပိုင်ရှင်ဟောင်းကစိတ်မချမ်းသာပဲဆွန့်ပစ်ခဲ့တဲ့ပစ္စည်းတွေဒါမှမဟုတ်ကျင်းစာလိုမျိုးအညိုအတေးတွေပါလာနိုင်တဲ့အရာတွေကိုအိမ်ထဲမှာအမျက်တနူထားမိတဲ့အခါအကြောင်းမဲ့ကျမ်းမာရေးချို့ယွင်းတာမျိုးတွေကြုံလာရတတ်ပါတယ်မိမိနဲ့မသက်ဆိုင်တဲ့အတိတ်ရဲ့ရိပ်ရောင်တွေကိုအိမ်ထဲမှာအကြာကြီးသိမ့်မထဖို့အရေးကြီးပါတယ်ကျွန်တော်တို့ဟာအိမ်ကိုပြင်ဆင်တဲ့အခါပြင်ပန်းလှပဖို့ကိုပဲအာယုံစိုက်တက်ကြပြီမဲ့တကယ်တမ်းအိမ်တွင်းမင်္ဂလာဆိုတာအတွင်းပိုင်းကစွမ်းအင်တွေတန့်ရှင်းနေဖို့လဲလိုအပ်ပါတယ်
မလိုလားအပ်တဲ့ပစ္စည်းတွေမကောင်းတဲ့စိတ်ခံစားချက်တွေနဲ့ရှုပ်ထွေးတဲ့အတိတ်အဟောင်းတွေကိုအိမ်ထဲကနေရှင်းထုတ်ပြလိုက်ခြင်းဟာတင့်ဘဝအတွက်လမ်းသစ်တွေပွင့်လာဖို့ပြင်ဆင်လိုက်တာပါပဲအရာရာဟာတစ်ခုနဲ့တစ်ခုဆက်ဆက်နေတာကြောင့်တင့်ပတ်ဝန်းကျင်မှာရှိတဲ့အရာတွေကိုပြောင်းလဲလိုက်တာနဲ့တင့်ရဲ့ကံကြမ္မာကလည်းလိုက်ပါပြောင်းလဲလာမှာဖြစ်ပါတယ်အားလုံးထဲမှာအရေးကြီးဆုံးနဲ့လူတိုင်းနေပါသတိမထားမိပဲလှုပ်ဆောင်မိနေတဲ့နောက်ဆုံးချက်ကတော့အတုံးမဝင်တော့တဲ့အတိတ်ကမှတ်တမ်းဟောင်းတွေနဲ့စိတ်နာကျင်စရာအမတ်တရပစ္စည်းတွေကိုအိမ်ထဲမှာတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်အတိတ်ကဝမ်းနည်းစရာကိစ္စရပ်တွေနဲ့ဆက်ဆက်နေတဲ့စာရွက်စာတမ်းဟောင်းတွေဒါမှမဟုတ်ဓာတ်ပုံတွေကိုအိမ်တွင်းမှာမြင်သာအောင်ထားရှိခြင်းဟာတင့်ကိုအနာဂတ်စီရှေ့ဆက်မလန်းနိုင်အောင်နောက်ကနေဆွဲထားတယ်လို့ဖြစ်နေတတ်ပါတယ်။အိမ်ဆိုတာလက်ရှိပစ္စုပန်ကိုပျော်ရွှင်စွာဖြတ်တန်းရမယ့်နေရာဖြစ်လို့အတိတ်ကနာကျင်မှုတွေကိုတည်ဆောင်လာတဲ့အရာမှန်သမျှကိုပြက်ပြက်သားသားဆွန့်လွတ်ရပါမယ်။တင်ဟာအတိတ်သောခွန်လန်းတွေကိုလိုချင်တယ်ဆိုရင်တင့်အိမ်ထဲမှာနေရာလွတ်တွေဖန်တီးပေးဖို့လိုအပ်ပါတယ်။အသုံးမဝင်တဲ့ပစ္စည်းတွေအကွဲနေတဲ့အရာတွေနဲ့ညှိုးနွမ်းနေတဲ့စွမ်းအင်တွေကိုဖယ်ရှားလိုက်တဲ့အခါတင့်အိမ်ရဲ့လေထုဟာအလိုလိုနေရင်ပေါ်ပါလန်းဆန်းလာတာကိုခံစားရပါလိမ့်မယ်။ဒါဟာကံကောင်းခြင်းနတ်မြမာတွေသဘောကျတဲ့ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးလိုက်တာနဲ့အတူတူပါပဲ။ဒါကြောင့်အခုပဲတင့်အိမ်ကိုတစ်ချက်လောက်ပြန်လဲဆန်းစစ်ကြည့်ပါ။အိမ်ရှိကန်းကနေအိတ်ခမ်းအထိမီးဖိုးချောင်ကနေနောက်ဖေးအထိမင်္ဂလာမရှိတဲ့အရာတွေရှိနေသလားဆိုတာကိုဂရုတစိုက်ကြည့်ရှုပါပစ္စည်းလေးတစ်ခုချင်းစီကိုရှင်းလင်းလိုက်တိုင်းတင့်ဘဝရဲ့အဟံတာတစ်ခုစီပြုတ်ကျသွားတယ်လို့စိတ်ထဲကနေခံစားကြည့်ပါစနစ်တကျရှိပြီးတန်ရှင်းနေတဲ့အိမ်ကေဟာတင့်ရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးုံနဲ့မကပဲစီးပွားလက်လာပါတွေကိုပါတကားဖွင့်ကြိုးစိုးပေးနေတာဖြစ်ပါတယ်အပြောင်းလဲဆိုတာတေးငယ်တဲ့ပြုမှုလေးကနေစတင်တာဖြစ်လို့ဒီကနေ့ကစပြီးတင့်အိမ်ကိုမင်္ဂလာရှိတဲ့နေရာတစ်ခုအဖြစ်ပြောင်းလဲလိုက်ပါအခုကျွန်တော်တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာတွေကတင့်အတွက်တင်မကပဲတင့်မိသားစုဝင်တွေအတွက်ပါအကျိုးရှိစေမဲ့လက်တွေ့ကျတဲ့ဘ ഹു တုတတွေပဲဖြစ်ပါတယ်ဟိန်တဲ့ကိုမယူလာတဲ့အရာတွေကိုရှောင်ကျဉ်ပြီးကောင်းမွန်တဲ့စွမ်းအင်တွေကိုပဲဖိတ်ခေါ်ခြင်းအပြင်မကြာခင်မှာတင့်စီကိုထူးခြားတဲ့သတင်းကောင်းတွေရောက်ရှိလာမှသိကြပါတယ်။ဘဝရဲ့အမောင်တုတွေကိုဖယ်ရှားပြီးအလင်းရောင်တွေရရှိစေဖို့အတွက်ကျွန်တော်တို့အမြဲတမ်းကြိုးစားတင်ဆက်ပေးနေပါတယ်။ဒီလိုအကျိုးရှိမဲ့ကြောင်းရာတွေကိုတငယ်ချင်းမိတ်ဆွေတွေကိုလည်းပြန်လည်မျှဝေပေးဖို့မမေ့ပါနဲ့ဦးနော်။ကျွန်တော်တို့ရဲ့ဘဝလင်း channel ကနေပြီးတော့တင်ဘဝရဲ့ကဏ္ဍဆုံးမှာလမ်းပြလင်းရောင်ဖြစ်စေမဲ့အဖိုးတန်သင်ခန်းစာတွေနဲ့စိတ်ခွန်အားဖြစ်မဲ့အကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေတာဖြစ်ပါတယ်။အခုဒီဗီဒီယိုလေးကတင့်အတွက်တစ်ခုခုထူးခြားသွားတယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားပြီးနောက်ထပ်တင်ဆက်မဲ့ဗီဒီယိုအသစ်တွေကိုလည်းစောင့်မျှော်ကြည့်ရှုပေးကြပါအောင်နော်။တင့်ရဲ့အင်္ဂေဟာလေးဟာအမြဲတမ်းအေးချမ်းသာရပြီးကံကောင်းခြင်းတွေပြည့်နဲ့နေပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။နောက်ထပ်လည်းတင့်ဘဝအတွက်တုံးဝင်မဲ့ထူးခြားတဲ့လျှို့ဝှက်ချက်တွေကိုဆက်လက်တင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျွန်တော်တို့နဲ့အတူအမြဲရှိနေပေးကြပါအောင်နော်အဆုံးထိနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်တဦးချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ